ဒါပြောလို့မင်းပြင်နေကြတယ်မဖြစ်လို့သူ့နာမည်ကတူကိုပါဗျာနော်သူကဒီသူတင်ပါတို့သူခန္ဓာကိုထိရင်ကင်မကြိုက်တဲ့ကလေးပါဒါနဲ့တလက်စာလည်းပြောရမှာလူတွေက ကင်မခံဘူးလည်းပြောသေးတယ်နှုတ်သီးဆွတ်ကြဘလို့ဆွတ်လဲခဏခဏမေးလူတွေပေါ့နော်ကျွန်တော်က trainer ဆရာကြီးပါဗျနော်နှုတ်သီးဘလို့ဆွတ်ကမလဲဘလို့ကင်တွေရမလဲဆိုတာကျွန်တော်တို့ကတာမန်လူတွေထွက်ပို့ပြီးတော့သိပါတယ်ဗျနော်ဒါအထူးဆန်းတဲ့အရာမဟုတ်ပါဘူးဒါလေးပြောပြပေးရအောင်ထားမခံနဲ့တော့မထားခိုင်းနဲ့တော့လေမထားခိုင်းနဲ့တော့လေမဒါလေးကတော့ကျွန်တော်ရဲ့ captor training သင်ကြားထားတဲ့ကျွန်တော်သားပေါ့နော်ကျွန်တော် body get လို့တနည်းအားဖြင့်ပြောလို့ရပါတော့ဘော king course ကသူ့နဲ့ကျွန်တော်ဒီကလေးမန်ကိုချိုးခိုင်းထားတာပေါ့နော်ဒီလိုမျိုးသူ့ကိုကျွန်တော်ကကလေးကို baby ချင်းပြောင်းလဲရတဲ့အခါမှာအမျိုးမျိုး technique မျိုးမျိုးသုံးရတယ်ဒီကလေးဆိုရင်ကျွန်တော်တို့ကသူ့ဒီလူရောခွေးချင်းချင်းရောရန်လူတက်တဲ့တိုက်ထဲပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့မန်ကိုချိုးရတာပေါ့နော်အဲ့တော့ထိကတန်ရမှုတွေမဖြစ်အောင်လို့တော့နှုတ်သီးစုလေးကျွန်တော်စွတ်ပေးထားရဗျာနော်ဒါကတော့အခုပြောင်းလဲလာတဲ့နောက်ပိုင်းလေးမှာသူနဲ့ကျွန်တော်လမ်းလျှောက်တာလေးငြိမ်လာတယ်အရင်တော့ဆိုရင်တူကူကလမ်းကိုလုံးဝမလျှောက်ဘူးကျိုးချိလိုက်တာနဲ့ဆွဲလိုက်တာနဲ့လုံးဝဒီယိုတိုက်ဒီယိုတူဆွဲတာပေါ့နော်အဲအကြောင်းမို့လဲသူ့ရဲ့ခြေထောက်ကလေးဆိုလဲကကကြီးဖြစ်နေရပါတော့ခုနောက်ပိုင်းဒီမှာတော့တော်တော်ပြောင်းလဲလာပါတယ်ဒါဆိုလမ်းလျှောက်နေလာပါတော့အခုကျွန်တော်နောက်3ရက်မြောက်တဲ့နေ့မှာပေါ့နော်3ရက်မဟုတ်4ရက်ပေါ့နော်4ရက်မြောက်တဲ့နေ့မှာသူနဲ့ကျွန်တော်နဲ့ဂျာရင်းနှမှုလေးဖြစ်လာပြီရင်းနှမှုလေးရလာတဲ့အနေထားပေါ့နော်သူအစာရပိုက်ကျွေးလို့ရလာတယ်ကင်တွယ်လို့ရလာတယ်ဒါလေးကတော့တူကိုကျွန်တော်တင်တင်ကြားနေနဲ့ဂျားထဲမှာကျွန်တော်ကျန်တဲ့6ရက်ကိုခဏရက်ချပြီးကျွန်တော်ဥစဉ်တော့ဝတ်ထားအချိန်ကြောင်ကရုံးကြီးဖြစ်နေရပါဗျာနော်ပလေးမဲ့လူကြီးကြိုပြီးပြောထားဒါပဲသူအောက်တိုးမှာလဲသူပြန်ပြီးတော့ကျွန်တော်10ရက်17ရက်လောက်မတွေးလိုက်တဲ့အချိန်တွေမှာတော့ပြန်တွေးတဲ့ခါမှာမိနာငံမှုတွေကအောက်တိုးမှာပါပြန်ပြီးနာငံတက်လာတာကိုကျွန်တော်တွေ့ရတာပေါ့နော်အများကြီးတိုးတက်ပြောင်းလဲသွားပြီပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တူကိုဘေဘီယာချင်းတဲ့အနေနဲ့ဟုံးစားပင်မှာပြည်ပြင်ပြောင်းလဲပေးထားတဲ့ကလေးရဲ့အခြေအနေလေးကိုပြပေးတာပါဒါအင်တော်ရရောက်ကျွန်တော်တွားရောက်ပြီးတင် जा ပေးတဲ့သင်တန်းမျိုးစားလေးပါဗျာနော်ကဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ